ဒီနေ့ဗီဒီယိုမစခင်ကျွန်တော်ပြတဲ့တခုရှိတယ်ငနေရဝင်ငွေတော့ကလေလံဆွဲထားတဲ့အင်းကြီးတည်းရှိတယ်အဲ့ဒါပြမလို့အဲ့ချက်လိုက်ကြည့် ready နော် ready လာပြီနော်လာပြီနော်ဒီဗီဒီယိုကြည့်တာအဲ့ဒါ Casemiro Man U ရဲ့သနမတွေအခုပါတယ်လက်မှတ်တွေဒီလန်ဆွဲတာဒီလန်ဆွဲလို့အောင်တော့ဖောင်းခတ်တာဒါစီးပွားရေးလို့အချင်းချင်းဒါကျွန်တော်တို့ ဒါကုတ်အန်တိုနီကျွန်တော်ရဲ့ကုတ်ပါတယ်အဲ့ဒါပြချင်ဒါတို့လက်မှတ်တွေဒါOnana, Harrison, Anthony, Holland, Shaw, Garnacho, Lindelof, Dalot, Even, Casemiro. That'll go. Hello, Mingrava. Man, you ain't the TV wise at all. Gina Jametamar. They're not in the council, Sally Jayo. They're not double in there, but that's Shajam. I jam is around land of content and Sala side, no. The idol led a guitar of home. The only gave you a shower. General streets of Puro Sudi. Stream Majaro. Goya Tilo. You super dupo you then, but do my imam change my teaching now. The true changing out of landscape. The road lad a portrait. I don't even change my war, but you are not the general street polo, you are my teaching now. I just know by law and let it all. အလုပ်တစ်ခုတော့ရှာတာကျွန်တော်တို့95လို့တစ်ခုရှိတယ်အလုပ်ပိတ်ရဆိုရင်ဓာတ်ပုံထွက်ရိုက်တယ်အဲ့လိုမှတလားဒီဘက်ဝင်နေတော့ဝင်ငွေလေးဝင်နေတော့ဒီမှာကိုလှုပ်ချင်တယ်လှုပ်လို့ရတာပေါ့ကျွန်တော်အဲ့လိုပေါ့အလုပ်တစ်ခုတော့ရအောင်ရှာတာအဲ့ဒီလှုပ်လည်းလှုပ်နောက်ပြီးတော့ကိုဝါနာပါတဲ့ဓာတ်ပုံရိုက်ချင်တာကိုလည်းရိုက်ပေါ့နောက်တစ်ခုကကြတော့ဟိုကိုကင်မရာအမြင်နဲ့ယူသွားပေါ့ဟုတ်မလားကင်မရာတိတိလေးတုံးတော့ဝယ်လာတော့ကင်မရာလေးယူသွားလဲဘယ်ချင်းပဲပြင်မနဲ့အလုပ်သွားရညာလမ်းမှာလည်းရိုက်လို့ရတယ်တဲ့မှာကားပဲစီစီရထားပဲစီစီမနဲ့ဆိုတော့တွက်လို့ရတယ်ကျွန်တော်ဆွေသမားတွေကအေးဆေးပဲလေချင်းနဲ့တပုံရိုက်လို့ရတယ်ဘာပဲဖြစ်ကျွန်တော်တို့ကိုလုံးကဒီလမ်းမှာရှိရလို့ကိုလုံးက subject တွေပဲတဲ့မလားအဲကြောင့်အလုပ်မသွားခင်တပုံရိုက်တာဖြစ်အမနီးတဲ့ထမင်းစားခြင်းဖြစ်ရိုက်လို့ရတယ်ပြီးတော့လှုပ်ဆင်းတဲ့စင်ဆိုကောင်းသွားပြီလေ6နိုင်လောက်ဆိုရင်နေဝင်တော့မှကျွန်တော်6ခွဲလောက်ဆိုနေဝင်ပြီဆိုရင်နေဝင်တဲ့ချိန်ရိုက်လို့ရကျွန်တော်တွေအများကြီးစဉ်းစားကြမလို့အဓိကကျွန်တော်တို့ကဓာတ်ပုံရိုက်ဖို့ပဲဓာတ်ပုံရိုက်မယ်ကိုယ့်ကို practice လုပ်မယ်အဲ့ဒါဆိုရင်ဒီလိုအဲ့ဒါပဲဒီ street ဓာတ်ပုံရိုက်ဘာလို့ကြောက်ကြလဲကြောက်စရာကြီးပေါ့တဲ့မှာကြောက်တယ်ဒါပေမဲ့အလေးအကျင့်များလာလေကိုကရင်လာလေပဲတဲ့မလားကိုကရင်လာတယ်ဒါပေမဲ့တော့မရိုက်ရဲမနေလို့တော့မရဘူးလေဟိုဝါနာပါတဲ့အရာတခုတော့ကိုလောရမှာပဲတော့ပေါ့လားစတီနဲ့ပတ်သက်ပြီးတော့ပတ်စံရှာလို့မရဘူးရတော့ရတယ်ဒါပေမဲ့ကိုကအဲ့လိုမျိုးအရင်ကောင်းနေတယ်နောက်ပြီးတော့ marketing တွေကောင်းနေတယ်တဲ့မလားအဲ့လိုဆိုရင်တော့ဒီ brand တွေကကိုစိတ်ဝင်စားလာမှာပေါ့တဲ့မလား Fuji ပဲဖြစ် Sony ပဲဖြစ်အဲ့လို brand တွေကစိတ်ဝင်စားလာရင်ကိုတို့နဲ့အလုပ်တွဲလုပ်ဖြစ်ရအခုဆိုဘူးရှိမယ်ဆို Tabi phone လို့ရှိမယ်ထိုင်းရဆိုရင်သူက Sony ကဆိုနီယာသူ့ရေးလဲ support ပေးတဲ့မလားဒါဘီဖုန်းဆိုရင် share ရောင်းရမှာဒီဘက်ရုပ်လဲချောတော့သူ့ brand မျက်နှာသာပေးတယ်အဲ့ဒါပြီးတော့သူလည်းတော်လောရမှာပဲသူတော့လောရတယ်လို့ဆိုသူ့ပစီလဲရောင်းအောင်ဒါဘီဖုန်းတော့ post ပေးပါတဲ့မလားအဲ့လိုတော့ရတာပေါ့နောက်တစ်ခုကျတော့အဲ့လိုမလုပ်ချင်ဘူးဆိုရင်နောက်တစ်ခုကျတော့ဘာလုပ်ရလဲဆိုတော့ကိုက workshop တွေပေးရမယ်နောက်ပြီး photo wall တွေလုပ်ရမယ်အဲ့ဒီကနေပတ်စံရှာရမှာအဲ့ဒီ level တခုရောက်ဖို့ကြတော့ကိုကအဲ့ level တခုရောက်ဖို့ကြတော့ကိုကတာအရှိမအရန်ကြိုးစားရတာဟုတ်ပါ50 20ပြောလို့မရဘူးဘယ်ချင်းအောင်မြင်လာမလဲကိုကသိမှာမဟုတ်အခုဒီနေ့ရည်တွင်းတူးပြီးတော့ဒီနေ့ရည်တောက်လို့မရဘူးအချိန်တခုပေးပြီးတော့သူ့အတူပြရမှာကျွန်တော်ပတ်စံရှာလာကျွန်တော်မရှာဘူးကျွန်တော်မမေနဲ့ကျွန်တော်ပတ်စံမရှာဘူးကျွန်တော်အလုပ်ရှိတယ်အဲ့ဒီအလုပ်ကနေပတ်စံရတယ်ဒီဘက်မှာကျွန်တော်ပတ်စံမရဘူးဒီဘက်မှာကျွန်တော်တို့ကပတ်စံရတယ်ကျွန်တော် weekend ဆိုရင်ကျွန်တော်အဟောင်းတန်းနေသွားတယ်အဟောင်းတယ်မလားအဟောင်းနေလိုမျိုး antique ပစ္စည်းတွေပါရောင်းရနေတာသွားရင်ကျွန်တော်အဲ့မှာကင်မရာလေးတွေဝယ်တယ်
ဈေးပေါ်နဲ့ဝယ်တယ်ပြီးတော့ကျွန်တော် eBay မှာပြန်ရောင်းတယ် eBay တို့ Facebook Marketplace မှာပြန်ရောင်းတယ်မြင်ပါပြန်ပြီးတော့နည်းနည်းပြန် shrine ပြီးတော့ပြန်ရောင်းတာပေါ့တဲ့မှာအဲ့လာလောက်တာဒါကျွန်တော်ရဲ့ပတ်စံပဲနောက်ပါရှိတယ်ပြောတော့လေတော့ပတ်စံရှာလို့မရဘူးကိုမရတော့ရတယ်ဒါပေမဲ့ကိုကအရန်စူးစမ်းရမယ်နောက်ပြီးတော့စကားလည်းပြောကောင်းအောင်မယ် marketing လည်းကောင်းအောင်မယ်အာလူလည်းဖုတ်တက်ကမယ်အဲ့ဒါတော့လိုတာဗောတချို့ဆိုတော့တမုံမရိုက်ပဲနဲ့တော့အဲ့ဒါတွေကောင်းရင်တနေရာရောက်တတ်တယ်အဲ့ဒါလည်းရှိတယ်ဟုတ်တယ်မလားအဲ့လိုလမ်းတွေလည်းအများကြီးရှိတယ်cross street ဟိုနာပါတဲ့လူဆိုရင်ဘာမှအဲ့လောက်ဒီအများကြီးမဆက်သားနဲ့ကိုတမုံရိုက်တာရှိတာရိုက်ကိုပုံတင်ခြင်းတင်မတင်ခြင်းမတင်နဲ့ဟုတ်မလားအဓိကအလုံးလုံးနေဖို့ပဲရက်မသွားနဲ့ပေါ့ကျွန်တော်အဲ့ဒါပဲပြောချင်ပါတယ်အားလုံးစိတ်ပြကြပါစေကျွန်တော်နာမည် Simon တက်ဦးပါတမုံတွေကိုချစ်တဲ့လူသားတယောက်ပါကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့ bye bye